မဲ့မင်္ဂလာပါသမီးတို့ကတော့ကြည်စစ်အတန်းကပဲဖြစ်ပါရဲ့ရှင်သမီးတို့ပြုလုပ်မဲ့ project ကတော့တမိုင်းတွင်ပါဝင်သောအခန်းနှစ်ဝေတာလီမြို့ကျောင်းပဲဖြစ်ပါရဲ့ရှင်သမီးတို့ရဲ့ project လေးကိုလိုက်ကြည့်ပေးပါဦးနော်ချက်ခိုင်ရှင်ရောင်းမြို့တော်ဖြစ်သည့်ဝေတာလီမြို့သည်ကလဒန်မြေနှင့်ဒီမြို့ဝမ်းလေပန်းတွင်တည်ရှိသည့်ရောင်းမြို့တောင်ပြားရင်ပြင်ရှိအနန္တဆန္ဒကျောက်စာအရာဝေတာလီမြို့တွင်ဆန္ဒမင်းဆက်ရှင်ရရှိလာခဲ့သည့်ဆန္ဒမင်းဆက်သည်ကျောက်ကမ်းများထိရှောက်ခဲ့ပြီးတီဗီလောင်ကငင်ကနိုင်ငံမှကံတော်များကိုပိတ်ခဲ့ကြောင်းကျောက်စာတွင်ပေါ်ပြသည့်ဝေတာလီမြို့တွင်ဗမာထာဝရနာနာဝရမဟာယာနနှင့်ထေရဝါဒဘုရားဘာသာထွန်းကားခဲ့သည်ဝေတာလီမြို့သည်အိန္ဒိယမြောက်ပိုင်းနှင့်ယဉ်ကျေးမှုဆက်တန်ရှိသည့်တခုတွေ့ရှိရသောဝေတာလီတင်ကအကြီးအလတ်ငယ်များကပြည်ရင်းပြည်ပပူဇော်ရောင်းဝယ်မှုအစဉ်တန်းကိုပေါ်ပြသည်ကြောင့်ကြီးနေကြီးဝချွေငွေတို့ဖြင့်ထုံးလွှင့်သည့်စင်တူများဒီငယ်များရုံများစင်မီပွင့်များကရှိဦးရပိုင်းတို့၏အနုပညာအစဉ်တန်းမြန်မာကြောင့်ပေါ်ပြနေသည်ဝေတာလီမြို့သည်ဒီကိတ္တရာနှင့်ကိပြန်ဖြစ်ပြီးချွေနှင့်ဆက်ဆံမှုရှိခဲ့သည့်ဝေတာလီမြို့တွင်ဒီရာစုအေရီမှဝရစုအေရီချာထွန်းကားခဲ့သည်ဝေတာလီခေတ်သည်ကြောက်လေကားခေတ် AD 320ခုမှ AD 118ဖြစ်သောရခိုင်မင်းဆက်ခေတ်တစ်ခေတ်ဖြစ်သည်တညဝတီခေတ်ကုံဆုံးသောအခါ၌ဝေတာလီခေတ်စတင်ခဲ့သည်ဝေတာလီကြောက်လေကားမြို့နေရာကမြောက်ဦးမြို့မြောက်ဘက်9မိုင်ခန့်ဝေးသောအရက်တွင်တည်ရှိသည်ဝေတာလီရည်ချင်းမှုသည် AD 900စု AD 129 118အထိထွန်းကားခဲ့သည်ဝေတာလီမြို့ဟောင်းတည်နေရာမှ၎င်းရခိုင်ပြည်အရက်ရက်ဒေသများမှ၎င်းယနေ့တိုင်အောင်ဝေတာလီခေတ်တုံးတင်ကားများဝေတာလီခေတ်တွင်ရေးထိုးထားသောကြောက်စာခေါင်းလုံးစာကြီးနီပြစသည်တို့ကိုယခုတိုင်တွေ့ရှိနေစေပင်ဖြစ်သည်ဝေတာလီသည်မြန်မာနိုင်ငံရှိအခြားသောရည်ကြီးမှုအုပ်စုများကငွေကြေးအသုံးမပြုမီနှစ်ပေါင်း1000ခန့်နီးပါးကလေးကငွေကြေးအသုံးပြုခဲ့သောပထမဦးဆုံးရခိုင်မင်းဆက်နိုင်ငံတော်အဖြစ်ထင်ရှားပြီးမြန်မာနိုင်ငံတဝန်းလုံးရှိရှေးအကြဆုံးမြို့တစ်မြို့လည်းဖြစ်သည်ဝေတာလီခေတ်ကိုစိုးစံခဲ့သောရခိုင်မင်းဆက်အများအကြောင်းကိုအခိုင်အမာတက်တည်ထူလျက်ယနေ့တိုင်အောင်တည်ရှိနေသောကျောက်စာမှာမြို့ဟောင်းမြို့မြောက်ဦးမြို့ရှိစစ်တောင်းဖျားရင်ပြင်တွင်တကားမုတ်တိုင်အဖြစ်စိုက်ထူထားသောအာနန္ဒစန္ဒရာမင်းကျောက်စာပင်ဖြစ်သည်ဝေတာလီရခိုင်မင်းဆက်နိုင်ငံတော်မှာပင်လယ်ရချားကူတန်းရောင်းဝယ်ရေးဖွံ့ဖြိုးထွန်းကားခဲ့ပြီးအာရတ်နှင့်ပါရှန်ဘရင်နိုင်ငံတော်များပြင်ဒီထက်ငွေလန်သည့်တခြားကမ္ဘာတိုင်းပြည်များနှင့်လည်းကုန်စည်များကူတန်းရောင်းဝယ်တင်ပို့နိုင်ခဲ့သည်ဝေတာလီမြို့သည်မြန်မာနိုင်ငံရခိုင်ပြည်နယ်အနောက်ပိုင်းတွင်တည်ရှိခဲ့သောမြို့ဟောင်းတစ်မြို့ဖြစ်သည်ဒုတိယရခိုင်ပြည်နယ်၏မြို့တော်လည်းဖြစ်သည်ဝေတာလီမြို့ဟောင်းသည်ရခိုင်သမိုင်း၏ခေတ်လေးခေတ်မှဝေတာလီခေတ်ရခိုင်နိုင်ငံ၏မြို့တော်ဖြစ်ခဲ့သည်AD 400စုမှ800စုတွင်ထွန်းကားခဲ့သည်မြို့ဧရိယာမြို့ကျယ်ဝန်းသည့်တောင်ဘက်တမိုင်9ဖာလုံးအရှေ့ဘက်တမိုင်2ဖာလုံးခန့်ရှိရာမြို့ကဧရိယာအကျယ်ဝန်းမှာစတူရဲ2.9မိုင်ရှိပြီးရှေးအောင်သူဇနာနှင့်မြို့သားပြတဲ့ဦးစီးဌာန1981ဗန်နိုင်မြန်မာစာရွက်73 14ဗန်နိုင်နဲ့ဒီဒုဖို့မူကုန်းပေါင်း73ကုန်းဒုဖို့သူဇနာပြုပြီးဖြစ်ပါသည်တိုင်းပြည်မြို့တော်လည်းဖြစ်သည်ဝေတာလီမြို့အောင်သည်ရခိုင်သမိုင်းခေတ်လေးကမှဝေတာလီခေတ်ရခိုင်နိုင်ငံ၏မြို့တော်ဖြစ်သည်သမီးတို့ရဲ့ project လေးကိုအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။သမီးတို့ project လေးမှာအမှားပါတော့ခင်လည်းတောင်းပန်ပါတယ်ရှင်။သမီးတို့ project လေးမှာပါဝင်တဲ့သူတွေကတော့ Jesus-008, Jesus-014, Jesus-035, Jesus-037, Jesus-08, Jesus-024 လို့ပဲဖြစ်ပါတယ်ရှင်။